ဖေရမွေးနေ့တောက်ကြတနင်္လာစံကေတာညံ့မပြုတ်ရဆိုရဲရှေးလူကြီးစကားကမှတ်မှသလားဖေရတချို့လူတွေက3ရက်လို့ပြောပြီးတချို့တွေကတောက်ကြနေမှာမွေးတဲ့သူတွေနဲ့ပဲဆိုင်တယ်လို့ပြောပါတယ်ဖေရမြတ်စွာဘုရားကတောက်ကြနေမှာဖွားမြင်ပြီးတနင်္လာနေ့မှာစံပေတော်မူတာအကြောင်းမို့လို့လူတွေကလိုက်မလို့ကောင်းမှုလို့လည်းပြောကြပါတယ်ဖေရဘယ်ဟာမှတ်မှတလဲဖေရဘယ်ဟာမှမမှန်ဘူးနော်ပတ်နေနံတွေကိုစွဲလန်းကြတဲ့ကမှားနေတာပဲနော်နေနံတွေကိုအရေးကြီးခွင့်ချက်လောက်တာဗုဒ္ဓဘာသာတွေနော်တော်တော်လေးကိုလွယ်တဲ့ကိစ္စဒီနေနံတွေကဘာမှရေးကြီးခွင့်ချက်လောက်ကြရမလိုပါဘူးနော်သင်္ကေတတစ်ခုသာဖြစ်တယ်နော်နေစွဲလေးဆိုတဲ့တစ်ခုကဒါသင်္ကေတတစ်ခုပဲဒီသင်္ကေတကြီးကိုအလေးမြတ်တိတ်ထားစရာတော့မလိုပါဘူးအဲ့လိုခုနကလူမျိုးယူဆနေမှာဆိုဦးဇင်းတို့ဘုန်းကြီးတွေဘယ်လိုလုပ်မလဲဦးဇင်းတို့စာသင်တိုက်တဲ့ရိတ်တာတွေနေတွေနန်းနေမသိဘူးအဖိနေဆိုခေါင်းရိပ်ပဲနော်အဖိနေဆိုခေါင်းရိပ်စနေဖြစ်ချင်းဖြစ်မယ်တလင်းကနေဖြစ်ချင်းဖြစ်မယ်တောက်ကြဖြစ်ချင်းဖြစ်မယ်ရိတ်ချင်တာရိတ်နာပဲလေနော်သပင်းချင်းရိတ်ရတာပဲမြတ်စွာဘုရားပြောတယ်လက်နဲ့သိချင်းရင်ခေါင်းရိပ်ရမှာပဲနော်သူကသူစနေတနည်းတွေပဲဖြစ်ချင်တဲ့နေ့ဖြစ်ပဲလက်နဲ့သိဆိုရင်ရိတ်ပဲနှစ်လားပြည့်ရင်ရိတ်ပဲလေနှစ်လားထက်လည်းအကြာကြီးထားလို့မရဘူးနှစ်သက်ထက်လည်းခြေလို့မရအောင်အဲ့တော့ရက်စွဲတွေကအဓိကမဟုတ်ဘူးလို့နော်ကိုကျမ်းမာရေးနဲ့ကိုက်ရည်တဲ့ရာသီဥတုတာရတယ်ဆိုရိတ်ပေါ်ဖြတ်ပေါ်ညက်ပေါ်နော်အဲ့တော့ကျမ်းမာရေးမကောင်းဘူးရာသီဥတုမကောင်းရင်တော့မညက်မချက်နေပေါ့ဒါဖျားတတ်တယ်ပေါ့အဲ့တော့အချို့ကအဲ့ဒါနားမလဲတော့ကိုပဲနေမှာဘာလို့ဖျားသလိုလိုဘာလို့ထင်တာပေါ့နော်တကယ်တော့မဟုတ်ကိုယ့်ကိုအေးမိသွားတာပဲလေနော်အဲ့လိုဖြစ်သွားတာဟုတ်အရှင်ဗျာဆက်ဆက်မေကုံမေးလျှောက်ခွင့်ပြုပါအရှင်ဗျာအဲဆိုတပည့်တော်အခုခင်မှာပေါ့လက်သေးကိုအိမ်မှာမညံ့ရတာတို့ကက်ကြီးကိုမကစားဘူးရန်ဖြစ်တတ်တာတို့ပြီးတော့ငကားကောင်းလှဲတဲ့နေရာကိုမသွားရဘူးတို့ပြီးရင်ရရစာပြတရာကြည့်ပြီးမှအိမ်တက်ရတို့ကြတော့ဖះလက်ထက်မှာရှိပါသလားရှင်ဗျာဒါတွေကဗြဟ္မဏဝါဒတွေလေနော်ဗြဟ္မဏဝါဒတွေဆိုတော့ဟိုအိန္ဒိယနိုင်ငံမှာကဗြဟ္မဏဝါဒပွင့်တာပေါ်လာကြားလာပြီတော့ဒီယူဝါဒတွေနဲ့ခက်စစ်စင်ယူဝါဒတွေလည်းအများကြီးရှိခဲ့တယ်ဒါတွေကမြန်မာနိုင်ငံနဲ့အိန္ဒိယဆိုတာနှိမ့်နှံမှုရှိနေတယ်လေတော့ဗြဟ္မဏလူမျိုးတွေလည်းမြန်မာနိုင်ငံမှာအများကြီးနေထိုင်ကြတော့ဒီဝါဒတွေကအများကြီးစိတ်ဝင်သွားတာပေါ့အဲ့တော့ဗုဒ္ဓဘာသာလို့အမိခံတဲ့ပုဂ္ဂိုလ်တွေကဒါတွေလက်ခံတော့ဗုဒ္ဓဝါဒပုံစံမျိုးဖြစ်လာတာလေထင်ကုန်ကြတာလေအဲ့တော့ဒါတွေကဗုဒ္ဓဝါဒနဲ့ဘာမှမဆိုင်ဘူးနေနံတွေပြဿနာတွေရရစားတွေငကားဖယ်လဲညာလဲဘာမှမလာကြမဆိုင်ပါဘူးเนาะဗုဒ္ဓဝါဒမဟုတ်ဘူးသောတာပန်ဖြစ်သွားရင်အဲ့ဒါလုံးဝလက်မခံတော့ဘူးเนาะအဲ့ဒါကြောင့်သောတာပန်လို့အမိခံမျိုးဒါကိုယုံကြည်နေသေးတယ်ဆိုရင်ဒါသိချတယ်သောတာပန်မဟုတ်လို့ပဲတရားနော်သောတာပန်ဟုတ်မဟုတ်ကိုသိတဲ့လက္ခဏာတစ်ပါးဒါပါတယ်ဟောဆိုသောတာပန်သေးတဲ့ဒီကောတုဟလိကမင်္ဂလာတွေပါလက်မခံတော့မယုံတော့ဘူးလေဒါတွေလက်မခံတော့နော်ဒါကြောင့်ကျွန်တော်ဗုဒ္ဓဝါဒမဟုတ်ဘူးဒါတွေကနော်ခုနလက်သေးညက်ကိစ္စတွေပါတယ်ဒါတွေကရှေ့လူကြီးတွေကတခြားအကြောင်းတစ်ခုလည်းရှိမှာပေါ့နော်ညဘက်ကလေးတွေပါတယ်ဆော့ထိမိညက်မိမှာဆိုတော့လည်းပါမှာပေါ့လေနော်ညဘက်ညက်တဲ့ခါကျတော့လက်သေးတွေပါတယ်မဟုတ်ဘဲနဲ့အသားကိုညက်မိမှာဆိုတာလည်းပါမှာပေါ့ကျွန်တော်ကလေးတွေကိုအဲ့လိုမျိုးဖြစ်မှာဆိုတဲ့ခါကျတော့6တာကို6တဲ့ခါမှာမူသားနဲ့6လိုက်တဲ့ခါတော့အဲ့ဒါတွေကဆွဲသွားတာလည်းပါမှာပေါ့နော်ဒါထင်တာလေးမှန်းကြည့်တာပြောပြတာဒါတော့ဗုဒ္ဓဘာသာနဲ့ဘာမှမဆိုင်ပါဘူးလို့နော်ဒါတွေကရှင်များဆက်ဆက်မေကုံမေးလျှောက်ခွင့်ပြုပါရှင်များတပည့်တော်ရဲ့အဖို့ကအသက်100ကျော်ပေါ့ရွာမှာပေါ့ရှင်များအသက်100ကျော်ဟိုနေမကောင်းဖြစ်တဲ့နေရာမှာသူတို့တွေဟိုမောင်နှမတွေအကုန်တိုင်ပင်လိုက်တဲ့အချိန်မှာအိမ်မှာပဲထားမယ်ပေါ့ဆေးရုံတက်ပြီးကုလို့ရွာနေပြီးတော့သူကနေမြို့ပေါ်တက်ပြီးဆေးကုရပါရှင်ဗျာဆေးကုရင်ကောင်းနိုင်ပါရဲ့နဲ့ဒါပေမဲ့သူတို့ကတည်သွားရင်ဒီဟိုအသက်ကြီးတဲ့အဖိုးဒီဟိုရွာလေးကိုပြန်မတည်ရဘူးဆိုတော့ဥပဒေတစ်ခုရှိရပါရှင်ဗျာအဲ့ဒါကြောင့်သူတို့ကရွာလေးကိုအိမ်ကိုသူ့ရဲ့အလောင်းပြောမစို့မရမှာဆိုတော့ဒီတိုင်းပဲရွာထဲမှာပဲအသေးခံနေပေါ့ရှင်ဗျာဒါဆိုဖះလက်ထက်မှာအဲ့လိုမျိုးအယူဆတွေရောရှိပါသလားရှင်ဗျာမရှိပါဘူးဒါကတော့ဒီလိုနဲ့တူပါတယ်တချို့မင်္ဂလာရှိတယ်အမင်္ဂလာပေါ့အဲ့လိုပြောတာပေါ့မင်္ဂလာအမင်္ဂလာခွဲကြတာလေဒါဗြဟ္မဏဝါဒတွေပဲဟိုအကောင်ပုတ်တွေဘာတွေဆိုလို့ရှိရင်မင်္ဂလာမရှိဘူးယူဆကြတာလေအခါကျတော့ဒါလူသေးကောင်အလောင်းဆိုတာဒါမင်္ဂလာမရှိဘူးရွာထဲကမဖြစ်ရဘူးခိုက်တတ်တယ်ဆိုတာလူတွေရဲ့ယူဆချက်တတ်တာဖြစ်တယ်နော်အဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ဈေးတွေကနေငါးတွေကြက်တွေဘာလို့အိမ်ထဲဝဲနေကြတာတော့ဟုတ်တယ်မလားဗုဒ္ဓရဲ့ဝါဒအရာဟိုတရိစ္ဆာန်ဆိုတာလဲခန္ဓာ၅ပါးပဲယုံနဲ့2ပါးပဲလူဆိုတာလဲခန္ဓာ၅ပါးယုံနဲ့2ပါးပဲကံချင်းမတူလို့ဒါလူရယ်လို့ဖြစ်လာတယ်တရိစ္ဆာန်ရယ်လို့ဖြစ်လာတာအတူတူပဲနော်အဲ့တော့ကြက်တွေကြတော့အကောင်လိုက်ကြီးကိုဝဲလာတယ်ငါးတွေအများကြီးဝဲလာတယ်တဲလာတယ်အိမ်ထဲမှာအားရဝဲရချက်စားကြတယ်လူကြတော့လုံးဝအဖြစ်မခံဘူးရွာပဲမိတောင်တော့မလို့ဘာလို့လို့ခေါ်တယ်နော်ဆိုတော့ဒါတွေကစိတ်တစယုံကြည်မှုလို့ခေါ်တယ်စိတ်တစတွေဖြစ်နေတာနော်တကယ်တမ္မာဒိဋ္ဌိအဉာဏ်နဲ့မကြည့်နိုင်ဘူးပေါ့နော်တမ္မာဒိဋ္ဌိဉာဏ်နဲ့မကြည့်နိုင်ဘူးဝေဖန်နိုင်တဲ့ဆွမ်းအားတွေအရင်အားနေတယ်ဉာဏ်အားနေတယ်ဉာဏ်အားနေတော့ရှေ့လူကြီးတွေပြောလာတာကိုမျက်စိမိတ်လိုပဲလက်ခံလိုက်တယ်ဘာကြောင့်ဒီလိုမျိုးလဲဆိုတာကိုမစဉ်းစားဘူးတကယ်ကောဖြစ်နိုင်ချေရှိမရှိကိုလဲယာခိုင်နှုန်းတွက်မှုမရှိဘူးပေါ့နော်ဒါကြောင့်စဉ်းစားကြည့်လေ
ဟုတ်လားအကင်းလူသေးကောင်းကိုရွာတဲ့တယ်လို့ခိုက်တတ်တယ်ဆိုရင်ဒီတက်တွေဝက်တွေငါးတွေကိုတယ်လာကြဘာလို့မခိုက်တယ်လဲမစင်စားသင့်ဘူးလားစဉ်းစားသင့်တယ်လေနော်အဲ့တော့ဘာဆိုင်ရွာလောင်းကောင်ကိုဒီရွာတဲ့ကိုတယ်လာလဲရောဘာဖြစ်လို့ခိုက်တတ်တာလဲအကြောင်းပြချက်ကိုခြာသင့်တယ်ဘုန်းတော်ရဲ့ဝါဒကအမြဲတမ်းအကြောင်းခြာခိုင်းတယ်ဘာကြောင့်ဆိုအကြောင်းခြာရတယ်နော်ဘုန်းတော်ဝါဒမှာအကြောင်းနဲ့အမြဲတမ်းဟောထားတာပါအကြောင်းနဲ့အကျိုးဆက်ဆက်မှုရှိတယ်ယနေ့ခေတ်စိတ်သက်သာကိုးကွယ်မှုတွေစိတ်သက်သာယုံကြည်မှုတွေကအကြောင်းမရှိဘဲနဲ့စိတ်ကူးခြင်းပြောနေတဲ့စကားတွေများတယ်အဲဆိုရင်ဒီအကြောင်းအကျိုးဆက်ဆက်မှုခြာလိုက်တယ်ဆိုရင်ခြာလို့အဖြေမရှိတော့ဘူးအဖြေစကားမရှိဘူးအဲဆိုလက်ခံလို့မရဘူးပေါ့နော်